သူကိုယ်ပိုင်စွမ်းရည်စရာကိုကြီးလိုက်သည့်အခါအမြေရိုးကလွဲ၍ရှာဟိုင်နှင့်တိတ်မကွာဘူးဆိုတာနားလည်လိုက်၏ကျင့်ကြံရေးအတွက်တော့သူက18နှစ်သာရှိသေး၏စနစ်အမြေရိုးပေါင်းဆက်မယ်မုံချန်ချင်းစိတ်ထဲမှပြောလိုက်သည်ဒင်းပေါင်းဆက်မှုစတင်ပါပြီထိုစကားထွက်ပေါ်လာသည်နှင့်မုံချန်ချင်းသူ့ခန္ဓာကိုယ်တုန်ခါသွားတာကိုခံစားလိုက်ရ၏အေးဆက်သည့်ခံစားမှုတစ်ခုကနှလုံးသားထဲမှထွက်ပေါ်လာပြီးခန္ဓာကိုယ်တစ်လျှောက်ပြန့်နှံ့သွားခဲ့သည်ဤအရာကအဆင့်၄အမြင့်ရိုးပေါင်းဆက်ခြင်းပင်အမြင့်ရိုးကလူတစ်ယောက်၏ပင်ကိုယ်အရေးချင်းကိုကိုစားပြု၏ဥပမာသွေးကြောပုံသွင်းခြင်းနယ်ပယ်၌လူတစ်ယောက်ကခန္ဓာကိုယ်ရှိအဓိကသွေးကြောသွေးကိုပွင့်ဖို့လိုအပ်၏ကောင်းမွန်သည့်မူလအယိုးနှင့်ဆိုလျင်အဓိကသွေးကြောတွေကဖွင့်ရတာလွယ်ကူပြီးတံမဏိကဲ့သို့မာကြောနေမည်မဟုတ်ပေထို့ကြောင့်အချို့ပါရမီရှင်တွေကလအနှဲငယ်သို့မဟုတ်ရက်အနှဲငယ်နှင့်တောင်ချိုးဖျက်နိုင်ကြ၏တခဏကြာပြီးနောက်မုံချန်ချင်းသူ့မျက်လုံးတွေကိုဖြည်းညင်းစွာဖွင့်လိုက်သည်တစ်ချိန်တည်းမှာပဲဆေးတစ်လုံးထုတ်ကာပါးစပ်ထဲသို့ပစ်ထည့်လိုက်၏ဆေးစွမ်းအားဆုပ်ယူသည့်အရှိန်ကအရင်ကထက်10ဆလောက်ပိုမြန်လာခဲ့သည်အမြေရိုးချနာမှုကတကယ်ကိုကောင်းကင်နဲ့မြေကြီးလိုပါပဲလားမုံချန်ချင်းမနေနိုင်ပဲတပြင်းချလိုက်သည်သူ့မှာသာအစကတည်းကအဆင့်၄အမြင့်ရိုးရှိခဲ့လျင်အခုလောက်ဆိုအဆိုင်မဖွင့်ခြင်းနယ်ပယ်ကိုရောက်ရှိနေလောက်ပြီဖြစ်သည်အဆင့်၄အမြင့်ရိုး၏ကျင့်ကြံရေးအရှိန်ကိုအတော်မြန်နေပြီဖြစ်၏အဆင့်3အဆင့်2အဆင့်ဒါမှမဟုတ်ဒဏ္ဍာရီလာပြည့်စုံခြင်းအမြင့်ရိုးလို့ဆိုရင်ဘလောက်တောင်မြန်လိမ့်မည်နည်းဘလောက်တောင်ကြောက်စရာကောင်းလိမ့်မည်နည်းမုံချန်ချင်းအသက်ပြင်းပြင်းယူလိုက်ပြီးမျက်လုံးထဲမှာရီမန်းချက်တွေနှင့်ပြည့်နှက်လာခဲ့သည်အတိတ်၌ထိုအကြောင်းကိုသူတွေးတောင်မတွေးရဲပေသို့ပေမဲ့အခုချိန်မှာတော့စနစ်ကိုကောင်းကောင်းအသုံးပြုပြီးပိုများသည့်မိတ်ဆွေတွေဖွဲ့နိုင်တဲ့၍တိုင်းပညာထို့ထိပ်ကိုရောက်ဖို့ကအိမ်မက်တစ်ခုမျှသာဖြစ်တော်မူမဟုတ်ပေနောက်တစ်ခုအနေနဲ့တိုင်းပညာစွမ်းရည်ကိုပေါင်းစပ်ရမယ်အတွေးတွေကိုရုပ်သိမ်းလိုက်ပြီးမုံချန်ချင်းစိတ်ထဲမှပြောလိုက်သည်တိုက်ခိုက်မှုပိုင်းတွင်သူ့၌အယုတ်ကိုခုထားတိုင်းရှိ၏ထိုအရာကလည်းလူသားအဆင့်မြင့်တိုင်းပညာတစ်ခုပင်ထို့ကြောင့်ကြေးဝါချက်ဝတ်တိုင်းကိုရရှိခြင်းကအတော်ကောင်း၏ထိုအရာကသူ၏ခုခံရေးကင်းမဲ့မှုကိုအချိန်မီဖြည့်ဆည်းပေးလိုက်တာပဲဖြစ်သည်ခရက်သူခန္ဓာကိုစတင်တုန်ခါလာပြီးအရေပြားမျက်နှာပြင်၌အပြာရောင်သွေးကြောတွေထွက်ပေါ်လာခဲ့သည်သွေးနှင့်ချီစွမ်းရင်ကလည်းပြုပြင်ခံနေရပြီးအရေပြားကတဖြည်းဖြည်းကြေးဝါရောင်ပြောင်းလာခဲ့သည်အားကောင်းသည့်အော်ရာတစ်ခုထွက်ပေါ်လာခဲ့သည်ကြေးဝါချက်ဝတ်တိုင်းကခုခံရေးကိုအသားပေးတော်လဲထိုအရာကခန္ဓာတန့်စင်နီလန်ဖြစ်နေသေး၏ပမာဏတစ်ခုထိလူတစ်ယောက်ခွန်အားကိုတိုးမြင့်ပေးနိုင်၏မုတ်ချန်ချင်းဘေးရှိဓာတ်ရှည်ကိုဆွဲယူလိုက်ပြီးသူ့လက်မောင်းကိုခုတ်ချလိုက်၏ထန်မိဘွားတွေလွှင့်စင်သွား၏သူခုခံမှုဘလောက်ကောင်းလဲဆိုတာသိတာလာ၏မစိုးပါဘူးမုံချန်ချင်းမျက်လုံးတွေတောက်ပသွား၏ဤအခိုက်အတန့်၌အဆင့်တူပြိုင်ဘက်ကိုရင်ဆိုင်ရလျင်သူကရက်ပြီးတိုက်ခိုက်ခံလျင်တောင်သူ့အကာအကွယ်ကိုချိုးဖျက်နိုင်မည်မဟုတ်ပေသူသိရသလောက်ဆိုလျင်ရှာဟိုင်ကဤနီလန်းကိုလေ့ကျင့်ဖို့9နှစ်6နှစ်လောက်အချိန်ယူခဲ့ရပြီးလေ့ကျင့်နေချိန်တွင်၌စွမ်းအင်နှင့်အရင်းမြစ်များစွာသုံးစွဲခဲ့ရသည်သူကတော့ပြန်လည်ကုသဆေးတစ်လုံးသာသုံးလိုက်ရ၏သူစိတ်အနှဲငယ်လှုပ်ရှားသွား၏ကြေးဝါရောင်ဖြစ်နေသည့်သူ့အသားရည်လည်းတဖြည်းဖြည်းမိမ့်သွားပြီးငကိုအသားရည်သို့ပြန်လည်ရောက်ရှိသွား၏ထို့နောက်သူကအပိုစုလက်ဟုခေါ်သည့်အရာကိုလေ့လာလိုက်သည်လူသားအဆင့်တိုင်းပညာကျွမ်းကျင်မှုကတ်3ကတ်ဒါကဘာဖြစ်နိုင်မလဲတင်မသိလျင်မေးပါဆိုသည့်အတိုင်းမုံချန်ချင်းစူးစားမနေတော့ဘဲမေးလိုက်သည်ဤကတ်ကိုသုံးခြင်းဖြင့်တင်ကတိုင်းပညာကျွမ်းကျင်မှုကိုတိုးမြင့်နိုင်ပါတယ်